กูรู้ชีนายกองเปลี่ยนเลยพิมาเปลี่ยนเซมพีเรพยาชินนามาแต่บงจีมิงลาชีบาเซชิมเปลี่ยนทำอยู่ตัวนี่พิจตลูเนาะดิมเนี่ยฮะฉันรู้จองอาศัยเส้นอาเพียนนกปัตยาโรกูวิหาผู้ฉันเอาเละพิบาเร่เนาะที่เชิงลีกูปีเร่ฉันรู้ตะวันชีปุกุมีปมาเลเบทูเบเจซูตินชีบาเร่ดมานกปัตยาโรกูขันอยู่แม่ยงจีตูมีบางยีกูมองมาเมื่อลุงปมาเพียชินตายกองจีปีบาเซดิมันเนี่ยมาฉันรู้ตัวกว่าเชิงตูดูเต้าลีเน่บ่เนาะตัวกว่าสินจิมพุนลงตุนพูยานฉันเอายุยเชทาเดซาอุดีชินโยฮันโอวราปฐมาสาสองขันจีติการนี่เป็นมาขันจีงาทีบ่เนาะแต่อุลงมาเยซูคริสต์ดีอีโลกาตุบาจอมบาลุผู้จวดเส้นลาราเลยตะขาตลียีเวเชกูจะรู้มาตัดเดยีเวเชกูมิตัดเดเยซูคริสต์ดีโลกามาจวดเส้นลาเดยีเวเชจวดเส้นลายาเดยีเวเชดีอิมตามะจะรู้อัตตามามมิตินเนอายาพิเดทูอเชดมียากูยอหังกาเลดีติยอสาวเทมาบาจงดีโลกาตุอีโลกาตุเยซูจวดเส้นลายาราเลสุเรอายากูเนาะอเชดงาเชดลีเนจะรู้จีตัวมาพิเดเชดปอมยมียาโซชีเดเทกานีงาเชดลีเนจีตัวมาพิเดฮอบบีจะรู้ปฐมอุสุงอันนี้เนเนาะอาคารจีเนตอภัยเงี้ยนี่เลกูฉันพัดตัวมาพิเดทุกตะคินดีงาดูอภิษมกะโลกิตาปองดูอภิษพิเศษอาจองพิษดมูอีดีฮาลีดีฉันรู้นกพัดอัตชินโตนกพัดเตียโรพิเคเดตัวเจ้าเนาะนลุงท่านเนี่ยขันอยู่ผู้หญิงอู้ทรงฉันว่าอยู่ได้กูพิจารณาบาเร่ฮอบีเยซูคริสต์ดีอีโลกาตุยีเวเชเมเนอภิมพีเนเนาะลูกเสียมชีลูลารามฮูเบเนยีเวเชชิตุกุสิลเดคเมโรเยอลูโดกุสองยบีมาเนาะลูกเสียชีเดจีมาโตอมุมียากุสองยผู้ยันยาวชีลาจินพิเดเนาะแต่ชูเรียคริสต์มาสสุมาเนาะคริสต์มาสสุรากาเลนุกปัดโดเนจโนสกาชาเดขามาเนาะนี่เยกานิสะมติมชามยีมยาพิเคบาเรดังนั้นจโนรุตีทาผู้กะเนาะคริสต์มาสนี่เยดีเท็ดอายีจีโตอายาดีReverend Oral เสียงยีทาเรดายบ่เนาะมุยนี่เท็ดมุยนี่ชินฮะตาอยู่ยีจีเรส่วนตัวยีแค่เราจนตัวโอ้ตัวลีဟုတ်တယ်ဆိုမှကျွန်တော်သဘောတူခဲ့တယ်တချို့တွေကမွေးနေ့ဆိုပြီးမှမတိချာတဲ့မရီယာတဲ့နော် December 25th ကိုအကြီးအကျယ်မာခန်းခန်းနာနာနဲ့ကျွန်တော်ဆောင်ရွက်တတ်တယ်အဓိကကျွန်တော်တည်ထားဖို့ဒီနေ့ရက်ဒီထက်ကဘာသူကဘာသားကနေအတိမတ်ပြုတဲ့ December 25th ထက်ယေရှုခရစ်လောကမှာမွေးဖွားတယ်ဘာကြောင့်မွေးဖွားလာရတာလဲဆိုတဲ့အရာဒီအဓိကချက်ဖြစ်တယ်ယေရှုခရစ်လောကမှာမွေးဖွားလာတဲ့အကြောင်းအရင်းကိုမိတ်ဆွေလွဲသွားတယ်ဆိုရင်နော်ဘာကြောင့်လောကမှာကြွဆင်းလာတာလဲဆိုတဲ့ရည်ရွယ်ချက်နဲ့မိတ်ဆွေလွဲသွားတယ်ဆိုရင်အင်မတန်မှနစ်နာတယ်အင်မတန်မှဆုံးရှုံးပါတယ်ဒီနေ့မှာနော်ယေရှုခရစ်လောကမှာကြွဆင်းလာတယ်ဘာလို့ဖို့ရန်ယေရှုဒီလောကသို့ကြွဆင်းလာရတာလဲနံပါတ်1ယောအတိယောခန်းကြီး3အပိုက်ငယ်9မှာကိုရောဒီငါတို့ဤအပြစ်ကိုဆောင်သွားခြင်းငါထင်ရှားပေါ်ထွန်းတော်မူသည်ကိုတင်တို့တိကြ၏ကိုရော၌လည်းအပြစ်မရှိဟုတ်ပြီယေရှုဒီလောကမှာမွေးဖွားလာရတယ်ဘာလို့ဖို့ရန်လဲနံပါတ်1ချက်အနေနဲ့အပြစ်ကိုဆောင်သွားဖို့လောကအပြစ်ကိုဆောင်သွားဖို့ဂျမီနာကတိချခါချင်းနေပတ်ငယ်20မှာတင်းတို့ဒီပေါ့ဆပ်ပြချက်တော်ဆပ်ပြနဲ့စေးကြောပေမဲ့တင်းတို့ရဲ့ပြစ်ဒီငါရှိတော်၌ထင်ရှားလက်ရှိနေ၏အေဒန်အိုးရင်မှာပထမလူသားဖြစ်တဲ့အာဒမ်ဤဝနော်ကျိုးလွန်မိခဲလို့နောက်ဆက်တွဲအပြစ်နော်
အာဒမ်ကနေဆင်းလာသမျှတော့လူသားအားလုံးတို့ဒီအပြစ်နဲ့မကင်းဘူးနော်ပြစ်ရှိသောလူသားတွေဖြစ်တယ်ထိုအပြစ်ကိုနော်ထိုအပြစ်ကိုစီကြောဖို့နီလန်ပုံမြုပ်များစွာနဲ့လူသားတွေကနေကြိုးစားကြရတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်မိန့်တော်မူထားတဲ့အရာဒီပေါက်ဆပ်ပြချက်တော်ဆပ်ပြနဲ့စေးကြောပေမဲ့တင်တို့အပြစ်ဒီငါဤရှိတော်၌ထင်ရှားလက်ရှိ၏ဘယ်အရာကမှဖြစ်လို့မရဘူးနော်ဖယားသခင်ရှိတော်၌ကျူးလွန်ခဲ့တဲ့ဖယားရဲ့နှလုံးသား၌ချိုးဖောက်ခဲ့တဲ့အပြစ်ဒီဘယ်အရာကမှမစေးကြောနိုင်ဘူးကိုလည်းစေးကြောလို့မရဘူးကိုအဲ့ဒီအပြစ်ကိုအဆုံးစီရင်လို့လည်းမရဘူးအဲ့တော့ကြောင့်ကိုမဖြေရှင်းနိုင်တဲ့အမှုအလုံးစုံကိုဖြေရှင်းပေးဖို့ယူဆောင်သွားပြီးမှအဆုံးသတ်ပေးဖို့အပြစ်များကိုဆောင်သွားဖို့ရန်ယေရှုသည်လူစားတုခံယူပြီးမှဒီလောကမှာကြွဆင်းလာရတာဖြစ်တယ်။ကျွန်တော်ပထမရည်ရွယ်ချက်မိတ်ဆွေမလွဲစေနဲ့ယေရှုလောကမှာကြွဆင်းလာရတာမိတ်ဆွေရဲ့အပြစ်မိတ်ဆွေတစ်သက်လုံးဘယ်လောက်ပဲကြိုးစားဖြေရှင်းလို့မရတဲ့အပြစ်ကိုဆောင်သွားပြီးမှနိဂုံးချုပ်ပြီးဖို့ရန်ယေရှုဒီလောကကိုကြွဆင်းလာရတာဖြစ်တယ်နံပါတ်2အခန်းကြီး3အပိုက်တိယောခန်းကြီး3အပိုက်ငယ်8မာနသည်ရှေးဦးစွာမှစ၍ဒုစရိုက်ကိုပြုတော်သူဖြစ်သောကြောင့်အကျဉ်သူသည်ဒုစရိုက်ကိုပြု၏ထိုသူသည်မာနနှင့်ဆိုင်၏မာနအမှုကိုပယ်ဖျက်ခြင်းမှာဖျားသခင်သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူ၏မာန၏အမှုအလုံးစုံမာန၏အလုတ်အားလုံးတို့ကိုဖြစ်စေပစ်ဖို့ရန်ယေရှုဒီလောကမှာကြွဆင်းလာရတာဖြစ်တယ်အပြစ်ကျိုးလွန်ခြင်းဖယားသခင်ကိုဆန့်ကျင်ခြင်းဖယားအလိုတော်ကိုငင်းဆန်ခြင်းကနေစမာန၏လှုပ်ရှားခဲ့တဲ့နော်အလုတ်အလုံးစုံတို့နောက်ဆုံးသီခြင်းမြစ်စုမှန်ထိတိုင်နော်ဖြစ်စေပစ်ဖို့ရန်ယေရှုဒီလောကကိုကြွဆင်းလာတာဖြစ်တယ်နော်ဘယ်သူမဆိုကျွန်တော်တို့သီခြင်းတရားကိုမကြောက်တဲ့လူဆိုတာမရှိပါဘူးနော်သီခြင်းလားဆိုရင်ဘယ်သူမှမသီခြင်းပါဘူးနော်ဒါပေမဲ့ကျွန်တော်ကြောက်နေတဲ့ဦးခြင်းနာခြင်းသေခြင်းဒီအရာအလုံးတို့ကိုဖြစ်စေပြီးမှမာနနဲ့သူ့အပေါင်းအဖော်ရဲ့လှုပ်ရှားမှုလိန်လည်လှဲ့ဖျားမှုသူ့ရဲ့နီးပရိရဲ့အားလုံးတို့ကိုဖြစ်စေပြီးမှအောင်မြင်ခြင်းကနေအောင်မြင်ခြင်းတို့ဆက်ပြီးတော့လှမ်းနိုင်ဖို့အလိုငါယေရှုဤလောကသို့ကြွဆင်းလာတာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အပင်ငရဲတကားကိုဖြစ်စေပြီးမှအကုန်လုံးပိတ်ဆို့ပြီးမှကောင်းကင်အသက်လမ်းကိုဖွင့်ပေးဖို့ရန်ယေရှုဒီလောကကိုကြွဆင်းလာရတာဖြစ်တယ်ဒီယေရှုလောကမှာကြွဆင်းလာရတဲ့အကြောင်းအရင်ရည်ရွယ်ချက်နဲ့မိတ်ဆွေအသက်တာလွဲသွားတယ်ဆိုမိတ်ဆွေတအားနစ်နာတာဖြစ်တယ်ဒီနေ့မှာကျွန်တော်တည်ထားဖို့ကယေရှုဒီမာနရဲ့အမှုအလုံးစုံတို့ကိုပယ်ရှားပြီးမှပယ်ရှင်းပြီးမှအကုန်လုံးချိုးပြတ်ဖို့ရန်ဒီတော့စာတန်၏အစိတ်အပြင်းဆုံးဖြစ်တဲ့သီချင်းကိုတောင်မှလက်ဝါးကားတိုင်ကနေပြီးတော့မှယေရှုကအကုန်လုံးရိုက်ချိုးပြစ်တာကိုကျွန်တော်တွေ့ရတယ်။သုံးရက်မြောက်သောနေ့၌သီချင်းကိုအောင်မြင်ပြီးမှပြန်လဲမှရှင်ပြန်ထမြောက်ခြင်းအဖြစ်မာနတကူအလုံးစုံတို့ကိုရိုက်ချိုးပြစ်လိုက်ရတာဖြစ်တယ်။ဒီအရာဒီယေရှုလောကကိုကြွဆင်းလာတဲ့အကြောင်းအရင်းလည်းဖြစ်တယ်။နံပါတ်3အခန်းကြီးလေးအပိုက်ငယ်6မှာကျွန်တော်တွေ့ရတယ်။သားတော်အဖြစ်ငါတို့သည်အသက်ရှင်စေခြင်းဟာဖယားသခင်သည်တပါးတည်သောသားတော်ကိုဤလောကသို့စီလွှတ်တော်မူသောအရာ၌ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ထင်ရှားလျက်ရှိ၏။တတိယချက်အနေနဲ့ယေရှုဒီလောကသို့ကြွဆင်းလာရတဲ့အကြောင်းရင်းသည်အသက်ရှင်စေဖို့ရန်ဖြစ်တယ်။ဟုတ်ပြီကျွန်တော်သိနေလို့လားအခုဝင်သက်ထွက်တဲ့မရတန်သေးပါဘူးဒီဝင်သက်ထွက်တဲ့မရတန်သေးမှကျွန်တော်ဘယ်လိုတည်သွားလဲဟုတ်ကဲ့အဲ့ဖက်ခန်းကြီးနှစ်အပိုက်ငယ်1နဲ့2မှာတင်တို့သည်တင်တို့အပြစ်ထဲ၌တည်လျက်ရှိနေစဉ်တွင်တဲ့
အပြစ်သားများသည်ဖျားသခင်ရှိ၌အသက်မရှိတဲ့သေနေသောဖျားနဲ့ခွဲခွာနေသောသူတွေဖြစ်တယ်ထိုဖျားနဲ့ခွဲခွာပြီးမှအသက်မရှိတဲ့တည်ခြင်းကိုရင်ဆိုင်နေရတဲ့လူများအားလုံးတို့အပြစ်သားများအားလုံးတို့ကိုအသက်ရှင်စေဖို့ရခရစ်တော်၌ရှိတဲ့ထာဝရအသက်ကိုသေနေသောအပြစ်၌သေနေသောမိတ်ဆွေနဲ့ကျွန်တော်ကိုပြန်လဲမှအသက်သွင်းပေးဖို့ရန်ယေရှုကြွလာတာဖြစ်တယ်အသက်ရှင်စေဖို့ရန်မိတ်ဆွေနဲ့ကျွန်တော်ဒီအပြစ်၌တည်နေတဲ့လူတွေဖြစ်တယ်။တည်ခြင်းရဲ့အတိတ်ပဲဒီခွဲခွာခြင်းဖြစ်တယ်။ဖျားနဲ့ခွဲခွာနေတဲ့လူတွေဖြစ်တယ်။ဖျားနဲ့ခွဲခွာတဲ့လူကိုအသက်ပြန်ရှင်စေဖို့ဖျားနဲ့အပြစ်လောကပထမလူသားအပြစ်ထဲသို့မလဲကျခင်ထက်တာရွက်ကောင်းတဲ့ဖျားသခင်နဲ့အသက်ပြန်လဲမှဆက်နွယ်နိုင်ဖို့ရန်ထိုအသက်မျိုးကိုခရစ်တော်၌ရှိတဲ့အသက်ကိုငါတို့ထဲသို့သွင်းပေးဖို့ရန်ခရစ်တော်မှာရှိတဲ့အသက်ကိုငါတို့ထံသို့ပေးခြင်းအပြင်အသက်ပြန်လဲမှရှင်စေတာဖြစ်တယ်ထိုအမှုကိုလုပ်ဖို့ယေရှုသည်ဤလောကသို့ကြွဆင်းလာရတာဖြစ်တယ်နံပါတ်4 sorry အခန်းကြီးလေးအပိုင်ငယ်30မှာကျွန်တော်တွေ့ရတယ်ငါတို့သည်ဖျားသခင်ကိုချစ်ကြသည်ဟုမဆိုဖယားသခင်သည်ငါတို့ကိုချစ်၍ငါတို့ရဲ့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငါတားတော်ကိုစီလွတ်တော်မူသောအရာ၌ချစ်ခြင်းမေတ္တာရှိ၏နံပါတ်4ချက်မှာဆိုရင်တော့အပြစ်ဖြေစရာရစ်ပူဇော်ခြင်းခံဖို့ရန်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုစားပြုအပြစ်သားများသည်မိမိအပြစ်အဖိုးအခါကိုဆောင်ရွက်ဖို့ပေးဆက်ဖို့ဖြစ်တော်များလဲငါတို့ဤကိုစားတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ငါတို့ဤကိုစားရာခြေပေးတာပေါ့ယေရှုခရစ်သည်အပြစ်သားများကိုစားရစ်ပူဇော်ခြင်းခံဖို့ရန်ဓမ္မဟောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာမွေးအဝတ်ပြုရခြင်းကိုဒီကကျွန်တော်ကြည့်တဲ့အခါမှာအပြစ်သားများအတွက်ရစ်ကောင်သည်ပူဇော်ခြင်းခံခဲ့တယ်ရစ်ကောင်ပူဇော်ပြီးခြင်းခံပြီးမှအသွေးသွန်းလောင်းလိုက်တာနဲ့အပြစ်သားများခွင့်လွှတ်ခြင်းခံခဲ့တာဖြစ်တယ်ထိုနည်းတူယေရှုခရစ်သည်အပြစ်သားများနေရာ၌အပြစ်သားများဖနက်ကိုစီးပြီးတော့ယေရှုသည်အပြစ်သားများကိုအစားထိုးပေးတော့အပြစ်သားများသေမဲ့နေရာမှာယေရှုခရစ်အသက်ဆွန့်လာတာဖြစ်တယ်။ဘာကြောင့်လဲ။ချစ်ချင်းမေတ္တာတစ်ဖက်သက်အချစ်ကြောင့်ပေါ့။ကျမတို့သေမဲ့နေရာမှာယေရှုခရစ်အစားထိုးပေးခြင်းအပြင်ယေရှုအသက်ဆွန့်ပြီးတော့ကျွန်တော်တို့လူငင်းချမ်းသာခွင့်ရသွားတာဖြစ်တယ်။ဆိုတော့ယေရှုခရစ်ဒီလောကကိုကြွဆင်းလာရတာဟာငါတို့အတွက်ရာချီပေးဖို့ရန်ဖြစ်တယ်။ကိုချီလို့မရဘူး။ယေရှုခရစ်ကငါတို့ကိုစားရာချီပေးခြင်းအပြင်ငါတို့ဒီအခုလူငင်းချမ်းသာခွင့်ရတော်သူတွေဖြစ်တယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတွေအပြစ်သားဖြစ်တယ်။ကျွန်တော်လည်းပဲအပြစ်သားဖြစ်တယ်။ကျွန်တော်ကဘာသူကဘာသားအားလုံးတို့ဒီအပြစ်သားဖြစ်တယ်။မိမိအပြစ်ဤဒဏ်ကိုခံဖို့အပေငရဲထိထိုဒဏ်ကိုခံဖို့ဖြစ်တော်များလဲကျွန်တော်တို့လွတ်ငင်းချမ်းသာခွင့်ရရှိနိုင်ဖို့ရန်ကိုစားပြုလာပြီးတော့ယေရှုသည်ငါတို့ခံမဲ့ဒဏ်ငါတို့ပေးဆက်မဲ့အမှုလုံးစုံတို့ကိုပေးဆက်ပြီးမှအသက်တစ်ချောင်းတောင်မနှမျောပဲနဲ့တစ်ဖက်သက်ချစ်ခြင်းမေတ္တာအပြင်သူသည်ငါတို့အတွက်အသက်ဆွန့်လာပြီးမှငါတို့လွတ်ငင်းချမ်းသာခွင့်ပေးထားတာဖြစ်တယ်ထိုအမှုကိုဆောင်ရွက်ဖို့ရန်ဒီနေ့လောကသို့ယေရှုကြွလာရခြင်းဖြစ်တယ်။ဟုတ်ပြီနောက်ဆုံးချက်အနေနဲ့ခန်းကြီး9အပိုင်ငယ်20မှာခန်းကြီး9ပိုင်ငယ်20မှာဖျားသခင်သားတော်သည်ကြွလာ၍မှန်သောဖျားသခင်ကိုသိသောဉာဏ်ကိုငါတို့အားပေးတော်မူသည်ကိုလည်းငါတို့သိကြ၏မှန်သောဖျားသခင်၌၎င်းသားတော်ယေရှုခရစ်၌၎င်းငါတို့သည်တည်လျက်ရှိကြ၏ထိုသူသည်
Mando Payatkin Pidomui, Tara at the Le Pidomui, Yeshu di Logago, Joasin Laya de a Joe, Shinyohan Ora Sapatma Sasoma, no so chet anine, Payatkin go, the to Nyan Pinya, Shizi Puyan. Sulina Ballet, no Paya Matira Mobile, Dabi me Loka ma Paya Suma, Luria ni Tinzake, Luria ni Kukwe, whip you, they were cared Payam Yomia or she de. Liro, no, Bata Daima Kupaya Kusi, Shijabare, no, did Dabi me Yeshuk di Loka, just send Layare a John Yindi, Simando Payaku, the sea poo. So Dini ma Paya the king, Simande Paya Sura, Timi Pu. Imadama Yiji Rapide. No Donya Kumayin, the Nikanya de, Limaya Yura Maduayin, the Ted Lung Kanya de, Gugwe Paya Maduayin, Taura Kama Pide. Edo John Dini. Yeshu ki loga ma josin laya be loga ma phaya pom myong mya so shi de the ka ni be phaya di sit man de phaya phit le sura ko paw lwin si phu no be phaya di sit man de phaya phit le sura thi si phu no thi si de nyam pinya shi phu yan deနှုတ်ကပတ်တော်ကမိန်တော်မူခဲ့တာဖြစ်တယ်နော်စစ်မှန်တဲ့ဖျားကိုသိတော်ဉာဏ်ပညာရှိဖို့ရန်ရှေ့စေဖို့ရန်ယေရှုဒီလောကမှာကြွဆင်းလာရတာဖြစ်တယ်ဒီနေ့လူကဘာသူကဘာသားများကနေနော်ဒီဇင်ဘာလရောက်ပြီဆိုရင်တော့ဒီဇင်ဘာတရက်နေ့ဒီ sweet December နော်ဖြစ်တယ်လို့လူတွေအတိမတ်ပြုကြတယ်ဟုတ်ကဲ့ဒါမဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီဇင်ဘာတရက်နေ့ဒီတစ်ဖက်တစ်လမှာ World AIDS Day ဆိုတာလည်းရှိပြန်ရောနော်ဒါတွေကလူတွေကနေခေါ်ခဲ့တဲ့အမှာအရာတွေဖြစ်တယ် Sweet December ဆိုတာကပထမရက်နေ့ဒီဇင်ဘာပထမရက်နေ့ကိုခေါ်တာဖြစ်တယ်။အိမ်မှာပျော်ကြတယ်နော် picnic တွေထွက်ကြတယ်မျိုးပဲလူတွေကနေအဲ့ဒီနေ့ရက်ကိုပျော်ပျော်ပါးပါးနဲ့အသုံးပြုကြတယ်။ဒါမဲ့ကျွန်တော်ယုံကြည်သူတွေအတွက်နော်ဒီဇင်ဘာတရက်နေ့တာလင်းခြုံမင်းတဲ့ sweet မဟုတ်ပါဘူးနော်ကျွန်တော်ယုံကြည်သူများအတွက် every day is sweet with Jesus ခရစ်တော်နဲ့အတူနေ့တိုင်းဒီခြုံမင်းတော့နေ့ရက်တွေနော်ကောင်းကြီးမင်္ဂလာကျေးဇူးတော်ခံစားတဲ့နေ့ရက်တွေဖြစ်တယ်နော်ပြီးတော့ Christmas ဆိုတာလေလူတွေကနေလုတ်ခဲ့တဲ့အရာပါပဲနော်ဒီတော့ Christmas နေ့ရက်မှာနော်ကြီးကျယ်နဲ့ကျွန်တော်တို့လုတ်ကြတယ်စားကြတယ်ပျော်ကြတယ်ဒါပေမဲ့အဒီကကျွန်တော်တည်ထားဖို့ဒီခရစ်စမတ်ဒီဘယ်လောက်ပဲကြီးမားနဲ့နော်ဘယ်လောက်ပဲကျွန်တော်တို့အဲ့ဒီနေ့ရက်ဒီဟာအရေးတကြီးထားနေပါစေမိတ်ဆွေဒါရီယာအပြင်ပိုင်းအခွန်နေပဲဖြစ်တယ်အဒီကယေရှုဘာကြောင့်လောကမှာကြွဆင်းလာရတာလဲဘာလို့ဖို့လဲဘာအကျိုးယေရှုကြွလာခြင်းအပြင်ဘာအကျိုးရှိခဲ့တာလဲငါတို့အတွက်ဘယ်လိုဟာမျိုးအကျိုးရှိယေရှုဆောင်ရွက်ပေးဖို့ရန်ဒီလောကသို့ကြွဆင်းလာတာလဲဆိုတဲ့အနှစ်အတိတ်ပဲနှုတ်ပတ်တော်မှာဖော်ပြထားတဲ့အရာနဲ့လွဲနေတဲ့ကာလပတ်လုံးမိတ်ဆွေဘာမှအတိတ်ပဲမရှိပါဘူးအဲ့တို့ကြောင့်ဒီနေ့ဤအတိုင်းကျွန်တော်တို့တည်ထားဖို့ဒီယေရှုဒီလောကမှာမိတ်ဆွေအတွက်ကြွဆင်းလာတာဖြစ်တယ်ကျွန်တော်အတွက်ကြွဆင်းလာတာဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်အတွက်ကြွဆင်းလာလဲဘာဖြစ်လို့မိတ်ဆွေအတွက်အထူးရှယ်နဲ့ကြွဆင်းလာလဲဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဖြည့်ရှင်းလို့မရတဲ့အဖြစ်ကိုဆောင်သွားပြီးမှဖြည့်ရှင်းပေးဖို့ရန်ဖြစ်တယ်မိတ်ဆွေနဲ့ကျွန်တော်တအားစိုးရင်ပြီးမှကြောက်နေရတဲ့မာနနဲ့သူ့အပေါင်းအဖော်တွေဆောင်ရွက်ခဲ့တဲ့အမှုအလုံးစုံနောက်ဆုံးမာနရဲ့အစိတ်အပြင်းဆုံးဖြစ်တဲ့သေခြင်းမြစ်စုမှန်ကိုတောင်မှဖြစ်စေပေးဖို့ရန်ယေရှုလောကမှာကြွဆင်းလာတာဖြစ်တယ်အပြစ်နဲ့သေနေတဲ့မိတ်ဆွေနဲ့ကျွန်တော်အသက်ပြန်လဲမှရရှိဖို့ရန်ယေရှုဒီလောကသို့ကြွဆင်းလာရတာဖြစ်တယ်ကျွန်တော်တို့အပြစ်အတွက်အသေးခံပြီးမှတော်လကောင်းကျွန်တော်တို့အပြစ်အတွက်ခံစရာရှိတဲ့ပြစ်ဒဏ်အားလုံးတို့ကိုအစားထိုးပြီးမှငါတို့အတွက်ရတရားခြေပေးဖွယ်လောကကိုကြွဆင်းလာရတာဖြစ်တယ်ယေရှုသည်ကြွဆင်းလာခြင်းအပြင်လောကဖျားမြုပ်များဆိုလူရတင်စားမှာကူးကွယ်တဲ့အထက်မှာဘယ်ဖျားသည်စစ်မှန်တဲ့ဖျားလဲဆိုတော့ကို
သိနိုင်သောဉာဏ်ပညာရှိဖို့ရန်ဒီလောကမှာကြွဆင်းလာရတာဖြစ်တယ်ယေရှုဒီလောကသို့ကြွဆင်းလာတဲ့အကျိုးအကြောင်းနဲ့ရည်ရွယ်ချက်နဲ့ဒီနေ့မိတ်ဆွေမလွယ်တော့ဖို့အမတမှရည်ကြည်တာဖြစ်တယ်ဒီယေရှုလောကသို့ကြွဆင်းလာရတဲ့နော်သူလှုပ်ဆောင်ဖို့ရန်ရည်ရွယ်ချက်ထားရှိတဲ့အမှုအလုံးစုံတို့ဒီနေ့ငါတို့အတွက်အပြစ်သားမြတ်အတွက်တည်င်းကောင်းဖြစ်တယ်ရောက်တိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေညမဲ့ကျေးဇူးတင်တယ်